Hello မင်္ဂလာပါကျွန်တော် AMGTK တော့ auto ကကိုမင်္ဂလာကြောင်း Hello မင်္ဂလာပါကျွန်တော် AMGTK auto ကကိုမင်္ဂလာကြောင်းဖြစ်ပါတယ်ကျွန်တော်20ကျော်ဖြတ်တန်းလာခဲ့တဲ့ကားလောကအတွေ့အကြုံလေးကိုကျွန်တော်ပြန်ပြီးတော့ပြပြချင်ပါတယ်အဲ့အကြောင်းအရာတွေကိုကျွန်တော်နဲ့ကျောင်းဆောင်ကကားလောကဆိုပြီးတော့ကျွန်တော်episode လေးတွေအပိုင်းလေးကျွန်တော်ပြပြချင်ပါတယ်ကျွန်တော်ကြုံတွေ့ရတဲ့20ကျော်ကြုံတွေ့ရကားလောကအတွေ့အကြုံတွေထဲမှာပျော်ရွှင်စရာတွေသင်ခန်းစာယူစရာတွေလေ့လာသင်စရာတွေအများကြီးပါမယ်လို့ကြည့်ရှုသူပေးတဲ့အတွက်ရေးအမှတ်ခံပါတယ်ဒီချက်ကျွန်တော်ဒီအကြောင်းအရာတွေပြပြတာကျွန်တော်မိသူတူတယောက်ကမှပုဂ္ဂိုလ်ကြီးကထိခိုက်လို့ခြင်းမဟုတ်ပါဘူးတစ်ချက်ပြောချင်ပါတယ်ဒီထဲမှာကျွန်တော်ပြောတဲ့အကြောင်းအရာမှာပါတဲ့အကိုတွေကျွန်တော်ကားလာဝဲတဲ့မိတ်ဆွေတွေဟာဆိုကျွန်တော်ရဲ့မိတ်ဆွေကောင်းတွေပါပဲအခုချိန်ကြီးကျွန်တော်အဆက်အသွယ်ရှိပါတယ်သူတို့နဲ့လက်ရှိတဲ့အလုပ်လုပ်နေတဲ့လူတွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဖြတ်သန်းခဲ့အတွေ့အကြုံလေးကို sharing caring ပုံစံမျိုးလေးနဲ့ကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော် AMGTK auto ကိုရင်းမိကြကျွန်တော်ပါကျွန်တော်ကားရောက်ပါတယ်ကျွန်တော်အာမကန်ရောက်ပါတယ်ကျွန်တော် insurance အစုံလုပ်ပါ insurance ကိုအလုံးစုံမှာပတ်သက်ပြီးကျွန်တော်အစုံကျွန်တော်ရှင်မှာဝယ်လို့ရပါတယ်နောက်ပြီးတော့ကျွန်တော်ကား ID service နဲ့ပတ်သက်ပြီးတော့လူလိုင်းစင်တွေကားလိုင်းစင်တွေတက်တန်းတိုးတာတွေအမည်ပေါင်းခွန်ဆောင်တာတွေအခွန်နဲ့ပတ်သက်တဲ့ claim တာတွေအခွန်အမည်ပေါင်းအခွန်ဆောင်တာတွေကိုကျွန်တော်ရှင်မှာ one shot service တိုင်းနဲ့ဆောင်လို့ရပါတယ်ကျွန်တော်ရုံးဖုန်းလေးဆက်သွယ်လို့ရတယ်ကျွန်တော် personal phone လေးဆက်သွယ်လို့ရပါတယ်ခင်ဗျာ Okay let's go ကျွန်တော်ဒီအကြောင်းအရာတွေကျွန်တော်ရဲ့ AMGTK auto TikTok account နဲ့ AMGTK auto page နဲ့ကျွန်တော် AMGTK auto Telegram page မှာကြည့်ရှုလို့ရပါတယ်ပြန်ဆုံးမယ်